ကျွန်တော်မေးချင်တာကဒီတော်လိုင်းအင်အားစုတွေဘက်မှာအတိုက်ခံအင်အားစုတွေဘက်မှာရွေးကောက်ပွဲကိုလက်မခံဘူးရွေးကောက်ပွဲကိုညှင်းပယ်တယ်ဆန့်ကျင်တယ်ဆိုရင်ဘာ plan ရှိလဲဒါလေးကိုဖြည့်ပေးစေချင်ပါတယ်မြန်မာနိုင်ငံရဲ့ကျွန်တော်တို့ထွက်ပေါက်အဖြစ်ဟာစစ်တပ်ကနိုင်ငံရေးမှာမပါဘူးเนาะဖြစ်တယ်အဲ့တော့စစ်တပ်ကမပါဘူးဆိုတော့လည်းကျွန်တော်တို့အခုလက်ရှိတိုင်းပြည်ရဲ့စုညောင်ဖလို့ဖြစ်တဲ့2010ကိုဖေရှားနိုင်မလို့ပြောပြီးအဲ့တော့ကျွန်တော်တို့က plan ဘာ plan လဲလို့ပြီးအကြီးဆုံး plan တစ်ခုကျွန်တော်ပြောပြเนาะအဲ့တော့ကျွန်တော်တို့ခဏကပြောတဲ့အဖြေပေါ့ဗျာစစ်တပ်နိုင်ငံရေးကနေပြီးတော့ဖယ်သွားဖို့စစ်တပ်ကြီးကိုတရားမပြန်တပ်ဖြတ်တိုက်ခိုက်ခြေမုံမဟုတ်ဘူးเนาะစစ်တပ်ကိုနိုင်ငံရေးကနေဖယ်သွားဖို့အတွက်လူဦးဒေါ်လာရေးဆိုပြီးတော့ကျွန်တော်တို့ဒီလူငယ်တွေအားလုံးနဲ့တိုင်းသူပြည်သားတွေကရွေးချယ်ပြီးတော့เนาะစစ်တပ်ကိုဒီခုနကကျွန်တော်တို့ဆက်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်မယ်ဆိုပြီးတော့ခြေမုံကိုတိုက်ပွဲဝင်တာလေးလေးရှိတယ်အသက်တွေလေးသေးနေပြီအဲ့တော့ဒီအသက်တွေပေးပြီးတော့ဒီစစ်တပ်ကိုတော်လှန်ဒီခုနကအာဏာရှင်စနစ်ကိုတော်လှန်လေးသားပြီးပြီကျွန်တော်တို့ရဲ့ပလန်ပဲအကြီးဆုံးပလန် great ပလန်ကဘာမှအမြင့်စားနုံညတ်ဆုံးပလန်ပဲဒီပလန်ကြီးရှိနေတာနဲ့ဒီပလန်ကိုလည်းဝိုင်းမလို့ဟုတ်လားဒီခုနကအမြင့်ဖြတ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့အခုဆိုလို့ရှိရင်မြို့ပေါင်းဟာ200ကျော်လောက်တောင်သူတို့ရွေးကောက်ပွဲမလုပ်နိုင်တော့ဘူးလားခုနကရခိုင်ဆိုရင်14မြို့18မြို့ရှိတယ်မှာ73မြို့သိမ်းထားတယ်ကချင်ရောအကုန်လုံးကရင်ချင်းအကုန်လုံးတက်ညီလက်ညီနဲ့နော်အကုန်လုံးဝိုင်းပြီးတော့ဆက်ရနာရှင်စနစ်အမြင့်ဖြတ်ဖို့လုပ်နေတဲ့ပလန်နဲ့ကြီးတာကဘာမှဘာရှိသေးလဲမြန်မာသမိုင်းမှာဘာရှိသေးလဲနော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့သူတို့ပြောလို့ဒါဘယ်တော့နိုင်မှာလဲလို့ဘာလို့ညာအဲ့ဒါကတော့ကျွန်တော်တို့လူမျိုးမျိုးပေါ့နော်ပြောနေကြတာပဲဒါပေမဲ့ဒီနေ့ပြည်သူတွေအားလုံးဟလာဝန်ထမ်းတသိန်းကျော်လောက်ရှိဘာဖြစ်လို့စီရင်လောက်ကြတယ်နော်ဒါတွေကတိုက်ပွဲဝင်တာမဟုတ်ဘူးလားဒီပလန်မှာပါတာမဟုတ်ဘူးလားဟလာလူငယ်အခုဟလာတောင်းနဲ့ချီပြီးတော့အသက်ပေးခဲ့တယ်ဒါတွေကဒီပလန်ကြီးကိုကောင်းတယ်ပေါ်တာမဟုတ်ဘူးလားကျွန်တော်တို့ကမြို့တွေကိုအခုသိမ်းနေဟလာသိမ်းပြီးကျွန်တော်တို့ဘယ်လိုလုပ်လဲဒါပေမဲ့ကျွန်တော်တို့မှာစိန်ခေါ်မှုတွေရှိတယ်ဒီဒေါ်လာကြီးကိုဥဆောင်ဖို့အတွက်ကျွန်တော်တို့မှာအခက်အခဲရှိတယ်အဲ့ဒါကြီးကပါလဲဆိုကျွန်တော်တို့ရဲ့စီလုံးညီညွတ်မှုအားနော် COC ကောင်းပေါ့နော်အချင်းတော့ comment ကောင်းနဲ့ကျွန်တော်တို့ကဒီခုနကဆက်အာဏာရှင်တို့တိုက်ဖို့အားတွေတိဆောက်ရမယ်ဟုတ်လားကျွန်တော်တို့ကပြည်သူလူထုကနေတောင်းပေးထားတဲ့ NUG အစိုးရကနေပြီးတော့နော် NUG ကနေပြီးတော့ဟုတ်လားကျွန်တော်ပြန်ကျဲနေတဲ့အင်အားစုတွေကိုစုစည်းညီညွတ်အောင်လုပ်ရမယ် EAO လို့ဆိုတိုင်းသားကောင်းဆောင်နေတယ်ကျွန်တော်တို့သွားနေတာကဆက်အာဏာရှင်စနစ်ဖြတ်သိမ်းလို့တော့ဖြတ်သိမ်းပြီးတော့ကျွန်တော်တို့ဒီမိုစီနိုင်ငံကိုဖယ်ရပြောင်းစုသွားမှာအဲ့ဒါကိုရခိုင်ရကောင်းဆောင်တွေဖြစ်တဲ့ကိုထွန်းမြတ်နိုင်တို့လည်းပြောပြီးသွားပြီဥက္ကံကိုလည်းပြောပြီးသွားပြီဟုတ်လားဒီအကုန်လုံးတိုင်းသားတွေလည်းပြောပြီးသွားပြီနောက်ဆုံးတရုတ်ဩဇာကိုမလွန်ဆန်နိုင်ဘူးဆိုတဲ့ဟုတ်လားခုနကမြို့တွေသိပြီးတော့ပြန်ဆွန့်လွတ်ထားတဲ့ပုံကိုယ်တွေကစနော်ဒီဆက်အာဏာရှင်တွေကိုလက်မခံဘူးလို့ပြောနေတယ်ပြောပြီးတော့တိုက်နေတယ်တိုက်တဲ့အခါမှာကျွန်တော်တို့ကအတွေ့အကြုံအပြင်နှုတ်နေတယ်ဟုတ်လားခုနကဒီအတွေ့အကြုံမရှိတဲ့တိုက်ခုနကတော်လည်းအတွေ့အကြုံမရှိတဲ့လူငယ်တွေကတိုက်ကြတာဖြစ်တဲ့အတွက်အခုမနိုင်ဘူးလေကဘာမှကျွန်တော်တို့ဘယ်တိုက်ပွဲရတော့ချက်ချင်းနိုင်လို့လေဒုတိယကဘာစစ်လို့ဟလားဘယ်ကောင်မှများတာနဲ့ဝိုင်းတိုက်တာတော့အမှုက39နဲ့45ချိန်6နှစ်ကြာခဲ့တာပဲဟလာကျွန်တော်တို့အာဖဂန်နစ္စတန်မှာဆိုလို့ရှိရင်လည်းဆိုဗီယက်တပ်တွေကို10နှစ်ကျော်ခံချခဲ့တာပဲဟလာအမေရိကန်တပ်ကို20ခံချဗီယက်နမ်ဆို1945ကနေပြီးတော့85အထိနှစ်30ခံတိုက်မှနိုင်တာပဲချက်ချင်းပင်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အခုဒါကြီးကိုစစ်ကိုတိုက်တယ်တိုက်ပြီးရင်အုပ်ချုပ်ရေးကိုတိဆောက်ရတယ်တိဆောက်တဲ့အခါမှာဘယ်လိုတိဆောက်မလဲဆိုတဲ့ဟာတွေကျွန်တော်တို့ကစီစဉ်ရတယ်ငွေကြေးရတာကျွန်တော်တို့မပြည့်စုံမှုတွေဖြည့်ဆည်းရတယ်ဒီထက်တော့မှကျွန်တော်တို့မတုံမလျော်ကိစ္စတွေကိုရှင်းရတယ်ဒါကြီးစိတ်ခေါ်မှုကြီးနော်ဒါတွေကိုရှိနေလို့မအောင်ဘူးဆိုလည်းမဟုတ်ဘူးကျွန်တော်တို့ဘယ်တော့အောင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာတွေအားလုံးမှာကျွန်တော်တို့ခုနကစီလုံးညီညွတ်စာနဲ့ပူပေါင်းဆောင်ရတဲ့အခါမျိုးတွေနောက်ကျွန်တော်တို့တိုင်းသားကောင်းဆောင်တွေနဲ့ကျွန်တော်တို့ဒီဘက်ကလက်ရှိအခုနယူးဒေါ်လိုင်းမှာပါတဲ့လူတွေပေါင်းဆက်ညှိနှိုင်းပြီးတော့ကျွန်တော်တို့လုပ်တဲ့ဟာတွေကိုဦးစားပေးလုပ်ပြီးတော့ဒါတွေကိုဖြည့်ရှင်းနိုင်လို့ရှိရင်ဒါကျွန်တော်တို့နိုင်ပါပဲဒါပလန်ပဲနော်ဒီပလန်ကကျွန်တော်တို့ခုနကပြောသလိုထိုင်ဆောင်တဲ့လူတွေအတွက်ပေါ့နော်ဟုတ်လားစစ်ပွဲပဲဒါစစ်ဖြစ်ရင်တော့နင့်နာကြမှာပေါ့ဟုတ်လားဒုတိယကမ္ဘာစစ်ကြီးတော်မှာလူတန်း100ကျော်လောက်တည်ခဲ့သေးတာပဲဒါကရွေးချယ်စရာမရှိလို့ဖြစ်လာတာပဲဒီကျွန်တော်လည်းရွေးချယ်စရာမရှိလို့ကျွန်တော်တို့တဲကြီးခံနေကို62ကနေအခုဒီတဲကြီးခံနေရွေးစရာမရှိလို့ဒီလမ်းကိုဒီပလန်ကိုကျွန်တော်တို့သွားပြီနောက်အတိုင်းတိုက်ဘယ်လိုသွားပြီတကယ်လည်းတိုက်နေကြပြီနော်အဲ့ဒါကျွန်တော်တို့ဘာအားငယ်စရာလို့လဲဘာမှနိုင်စရာရှိလို့လဲသို့တော်ကျွန်တော်တို့က
ဒီမှာအားနည်းချက်တွေကိုကျွန်တော်တို့ကညှိနှိုင်းဖြေရှင်းပြီးတော့အားသာချက်တွေနဲ့လုပ်ယူရမှာနော်ကျွန်တော်တို့မှာစိန်ခေါ်မှုတွေအများကြီးရှိအဲ့တော့ကျွန်တော်တို့မနိုင်စရာအကြောင်းရှိလို့မရှိဘူးကျွန်တော်တို့တွေအကုန်လုံးဟုတ်လားအခုဆိုရှိလို့ရှိရင်လည်းဒါခုနကဒီစကိုင်းတိုင်းထဲမှာရောအကုန်လုံးဒီပြည်လုံးမှာကျွန်တော်တို့အာဏာရှင်စနစ်အဲ့ဒါခုနကစစ်ကောင်စီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အကုန်လုံးနှိမ့်စင်နော်သွေးနဲ့ချွေးနေပြီးတော့လုပ်နေကြတာပဲနော်အဲ့ဒါတွေကကျွန်တော်တို့ဒါခုနကပလန်တွေပဲလေကျွန်တော်တို့ရဲ့ပလန်ကလုံးဝဒါဟိုဘယ်လိုခေါ်မလဲပြန်တစ်ပတ်လည်လာပြီးတော့သူတို့လုပ်တဲ့ရွေးကောက်ပွဲကြီးကိုဟုတ်လားဖြောလိုက်ပြီးတော့ငါတို့ဒါတွေကတော့ပြည်တွင်းစစ်ဖြစ်ရင်တော့တေမှာပဲကွာသူတို့စီကပဲပြောလိုက်မယ်ဆိုရင်တော့ခုနက60နှစ်ကနေအခုကျွန်တော်တို့ဟုတ်လား2025အထိဘာရခဲ့လဲနော်အဲ့ဘဝကိုကျွန်တော်တို့လူငယ်တွေလည်းမသွားကျင်တော့နောက်မျိုးဆက်တွေလည်းမသွားကျင်တော့အဲ့ဒါကြောင့်ကျွန်တော်တို့ဒီမျိုးဆက်ကိုလုပ်တာဒီဥစ္စာပြည်သူကိုယ်တိုင်ရွေးချယ်တာပြည်သူကိုယ်တိုင်ရွေးချယ်တာနော်ကျွန်တော်တို့တော့ဒီဘလို့မအောင်ကျွန်တော်ဘယ်လိုခေါ်မလဲဒီနိုင်ငံဒီပုံစံတိုင်းဆက်သွားလို့မရဘူး no choice သူတို့ကလည်းဘလို့မှဒီစစ်ကောင်စီဆိုတာဘလို့မကိုပြောလို့ဆိုလို့မရဘူးဘလို့ဆုံးမလို့မှမရဘူးဘလို့ဖြောင်းပြလို့မှမရဘူးဘလို့အလျှော့ပေးလို့မှမရလို့နောက်ဆုံးဒီလမ်းကိုရွေးရတယ်အခုထိလည်းဒီလူတွေကနော်ဒီစစ်ကောင်စီနဲ့ပတ်သက်တဲ့လူစစ်အာဏာရှင်တွေကအခုထိလည်းသူတို့မလျှော့ဘူးသူတို့ကလည်းပဲသူတို့လက်လွတ်ချီလုံးလောက်ထားတာအားလုံးအတွက်ကိုသူတို့ကအာဏာနဲ့သူတို့ဘဝနဲ့သူတို့ရဲ့အကျိုးစီးပွားနဲ့အလောင်းစားဖြစ်တဲ့အတွက်သူတို့ကလည်းလွယ်လွယ်နဲ့လျှော့မှာမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်တို့ကခုနကပြောသလိုဟိုစိတ်ခေါ်မှုပေါင်းစုံနဲ့တိုက်နေရတယ်ကျွန်တော်တို့နိုင်ကိုနိုင်ပါနော်အဲ့ဒါကျွန်တော်တို့ရဲ့ပလန်ပဲ